ဂုံယူပါလေကြောက်ချေတကယ်ကိုအပြုံးကြီးနဲ့ပြုံးပြနေဒီချန်ပီယံကပတ်ကြီးကိုခမရပခိုးမော်ကိုရောက်နေတဲ့အချိန်မှာဒါကခမရတကယ်လက်တွေ့ဟုတ်ရလားလို့ခံစားနေရလားဗျဝါခံစားချက်ကတော့တကယ်ကိုအမခမ်းပဲဗျာကျွန်တော်ဒီဘက်ကိုနည်းနည်းလေးပို့ကြသွားစေခြင်းခဲ့တာပေါ့လေပရိသတ်တွေကိုတိုက်ပွဲပုံစံကျွန်တော်တို့ fight နည်းနည်းလေးပို့ပြီးတော့ချပြခြင်းခဲ့တာပေါ့ဒါမှလည်းခမရသိတဲ့အတိုင်းပဲဗျာဖြစ်လာတဲ့အရာတော့ဒါတော့ဖြစ်လာမှာပဲလေဒါဆိုလို့ချင်းချင်းမားတဲ့အချိန်တိုလေးအတွင်းမှာပွဲကြောင်းလေးပြောကြရအောင်ပါဆိုတော့ပွဲအချိန်ကအစကတည်းကအယောင်ကိုမြန်ဆန်နေခဲ့ပါတယ်အဲ့ဒါကိုခမရမျှော်လင့်ထားခဲ့ပြီးသားဆိုတော့ကျွန်တော်တို့သိပါတယ်အပြန်လန်တရားချက်တွေ strike တွေနဲ့လည်းရှိခဲ့ပါတယ်ဆိုတော့ခြေကန်ချက်တွေတော်တော်များများလေးသုံးခဲ့သလိုချုပ်ကွက်အချို့လည်းပဲပါခဲ့ပါတယ်ဆိုတော့ပွဲကိုဒီကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတန်ရမရခင်လေးမှာခမရဘာတွေများသတိထားမိလိုက်လေဗျသူကတကယ်ကိုထိုးပေါက်တိုက်ခိုက်လူစိတ်ပြင်းထန်တာတော့သိကြပါတယ်ဒါပေမဲ့ကျွန်တော်ကောင်းကောင်းပြင်ဆင်ထားခဲ့ပါတယ်ခင်ဗျားသိပါတယ်သူကျွန်တော်ကိုလာဆွဲဖို့ grab လုပ်ဖို့ကြိုးစားတာမျိုးတွေပြီးတော့အဲ့ဒါမျိုးတွေလုပ်ခဲ့ရင်တော့မှကျွန်တော်ကကောင်းကောင်းပြင်ဆင်ထားခဲ့တယ်လေဆိုတော့ခင်ဗျားသိတဲ့အတိုင်းကျွန်တော်ရဲ့ကြံ့ခိုင်မှု၄ချိန်ကိုတကယ်ကိုကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်ကြံ့ခိုင်မှု၄ချိန်ကြီးနေပြပါဗျာသူကျွန်တော်ကိုကောင်းကောင်းပြင်ဆင်ထားခဲ့ပေးခဲ့ပါတယ်ဗျသူအဲ့လိုပုံစံနဲ့ကျမ်းမြေမော်လဲကြသွားတော့ကိုမြင်လိုက်တဲ့အချိန်မှာခင်ဗျားဘာများတွေးလိုက်မိလဲဗျကျွန်တော်တို့သူဒီတန်းလဲကြသွားတယ်လို့ပဲထင်လိုက်တာဗျခင်ဗျားလည်းသိပါတယ်ပြီးတော့ကျွန်တော်သူ့ကို ground pound လုပ်ဖို့အတွက်ကြိုးစားနေတာလေသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ဒါပေမဲ့သူကလက်ကပြလိုက်တယ်ဗျအဲ့တော့မှကျွန်တော်ကအိုးဘာဖြစ်သွားတာလဲဆိုပြီးတော့ကျွန်တော်လည်းဖြစ်သွားတာပေါ့ပြီးတော့ဒန်လိုကြီးကိုလှမ်းပြီးတော့ကြည့်လိုက်တော့မှအတခုခုဖြစ်နေပြီဆိုတော့ကိုကျွန်တော်လည်းသိလိုက်ရတာပါဆိုတော့ခင်ဗျားဒီနီလန်းနဲ့ကပတ်ကိုအနိုင်ယူခြင်းခဲ့တာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့လည်းသိတာထင်ရှားပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ခင်ဗျားတကယ်ကိုလုံနိုင်ခဲ့ပါတယ်အဲ့ဒီပွဲစဉ်အပြီးမှာခင်ဗျားချန်ပီယံဖြစ်သတ်မှတ်ခြင်းခံရပါပြီဆိုတော့ခင်ဗျားရဲ့မိသားစုနဲ့တကယ်ချင်းတွေဒီမှာလည်းရှိနေကြပါလိမ့်ဆိုတော့သူတို့နဲ့အတူအခိုက်အတန့်ကိုမျှဝေခံစားတာဘလို့များခံစားရတယ်ဗျဟာခံစားချက်ကတော့အရန်ကိုကောင်းလုံးတယ်ဗျာတကယ်ကိုကောင်းတယ်ကျွန်တော်အမေကကျွန်တော်ကိုကပတ်ပြန်မပေးခြင်းဘူးဖြစ်နေတာအမေကျွန်တော်ကအမေကိုထားလိုက်ပါဦးအမေကျွန်တော်ကင်မရာရှေ့ကိုလုံးเสียရှိသေးလို့ပါခင်ဗျားသိပါတယ်ပြီးတော့ကျွန်တော်ဒီကပတ်ကိုသူ့စီကိုပြန်ပေးမှာပါအဲ့လိုမျိုးပေါ့ဗျာဆိုတော့လုံးဝအမေးစင်းပါပဲခံစားချက်ကတကယ်ကိုကောင်းလုံးပါလေအခုခင်ဗျားစီမှာချန်ပီယံဂုံပုတ်ရှိလာပြီဆိုတော့ခင်ဗျားရဲ့နောက်မှာလည်းဒါပြည့်မဲ့တစ်ခုအနေနဲ့ရှိလာမှာပဲလေထာရာကိုထာရကရှိတာလုံးဝတေချာသလောက်ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ပန်တိုဂျာနဲ့ဒုတိယအကြိမ်ပြန်လဲစုံတွေ့မဲ့အကြောင်းပြောနေတာပါဆိုတော့အဲ့ဒါကခင်ဗျားမကြခင်လုံးလိုက်တဲ့အရာလားခင်ဗျားပထမဆုံးချန်ပီယံကာကွယ်ပွဲကိုမကြခင်ရောက်လာစေချင်လားဘာလို့လဲဆိုတော့ဒီညကအပွဲအပြည့်အဝတော့မဟုတ်ခဲ့ဘူးလေဆိုတော့အရန်ကိုမြန်ဆန်တဲ့ညာနေကင်းတစ်ခုအထွေတာပြင်ဆင်မှုတွေလည်းအများကြီးလုပ်ခဲ့ရတာဆိုတော့လေကျွန်တော်ပြောပြခဲ့သလိုပါပဲ UFC ကကျွန်တော်ခေါ်တဲ့ဘယ်အချိန်မှဆိုကျွန်တော်တော့အဆင်သင့်ပါပဲဆိုတော့ခင်ဗျားပြောတာလည်းကျွန်တော်ပြောတာသဘောပေါက်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်ကတက်ကြွတဲ့ချန်ပီယံတယောက်ဖြစ်ချင်တာပါဒါကြောင့်မလို့သူတို့ဘာပဲလိုချင်ပါသူတို့ဘာပဲဖြစ်ချင်ပါကျွန်တော်တော့လုံးဝအဆင်သင့်ပါပဲဆိုတော့ခင်ဗျားရဲ့အိမ်မက်တွေတကယ်ဖြစ်လာပြီဆိုတော့ဒီညအတွက်ဘာပဲဖြစ်ဒီဘက်အတွက်ပေါ့နဲ့အားလည်းရဲ့အတွက်ပဲဖြစ်အောင်ပွဲခံမဲ့အစီအစဉ်များရှိပါလားကျွန်တော်တို့တေချာပေါ့ဆူတောင်းကြပါပါဘုရားသခင်ကိုကျေးဇူးတင်ရပါမယ်ပြီးတော့ကျွန်တော်လည်းမသိသေးဘူးဗျအခြားကိစ္စအချို့ပေါ့လေစားတော့စားမယ်ဗျကျွန်တော်လည်းမသိသေးဘူးဗျအစီအစဉ်ကောင်းတစ်ခုပါပဲခင်ဗျားမှာဒီလိုတောက်ပြောင်တဲ့ချန်ပီယံကပတ်အသစ်ကြီးရှိနေပြီဒါပေမဲ့ခင်ဗျားမှာချန်ပီယံတစိမ့်အသစ်လုံးဝဆွဲကြိုးတစ်ခုလည်းပဲရှိနေပါပြီဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်ကိုလည်းနည်းနည်းတော့လေးပြောပြပေးပါချန်ပီယံတယောက်အနေနဲ့စိန်စီထားတာတွေရနေပြီပေါ့အဲ့ဒါကဟုတ်ကဲ့ကျွန်တော်မန်နေဂျာကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဗျာဘာလို့သူတို့လှုပ်ပေးခဲ့ကြတာ哦ဝါတကယ်ကိုမခံမဲ့ဗျာကောင်းပါပြီခင်ဗျားတို့တကယ်ကိုကြီးမားတဲ့ညလည်းညပါအရာလုံးပြီးဆုံးသွားတဲ့ပုံစံနဲ့ပတ်သက်ပြီးပြောစရာတွေအများကြီးရှိလာလိမ့်မယ်ဆိုတော့ကျွန်တော်လည်းသိပါတယ်ဒါပေမဲ့ဘာပဲပြောခင်ဗျားဟာအဲ့ဒီထဲကချက်ချင်းပြန်ဝင်ပြီးဒီကဘက်ကိုချန်ပီယံကာကွယ်ခြင်းနေတဲ့ဆိုတော့လည်းကျွန်တော်တို့အားလုံးလည်းသိကြပါတယ်ဆိုတော့ဂုဏ်ယူပါတယ်ဗျာဘယ်တော့မှကျွန်တော်ဂုဏ်ယူပါတယ်ဆိုတော့ပွဲပြီးတော့ခင်ဗျားကိုပေးရခဲ့တဲ့ချန်ပီယံကပတ်အကြီးတက်စာရင်ဒီချန်ပီယံကပတ်တင်းတင်းနဲ့အဲ့ဒီမှာထိုင်မှုရွေးချယ်လိုက်တာတစုံတရာထူးခြားတဲ့အကြောင်းများချက်များရှိလို့လားဗျဟာအဲ့ဒါကတိတ်လေးလုံးနေဗျခံစားချက်အချို့ပြောပြပေးလို့ရမလားဗျဆိုတော့ခင်ဗျားအခုဒီစဉ်းစားနေတော့မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီအခိုက်အတန့်ကိုရောက်ဖို့အတွက်တိဆောက်လာခဲ့ရတာလေဆိုတော့ခင်ဗျားမျှော်လင့်ထားသလိုမျိုးပွဲကလည်းအပြည့်အဝတော့မရလိုက်ဘူးဒါပေမဲ့ခင်ဗျားလိုချင်တဲ့စုလက်ကိုတော့ရလိုက်တယ်ဟုတ်ဆိုတော့ဒါကြောင့်မလို့အခုအချိန်မှာခင်ဗျားဘယ်လိုများခံစားနေလဲဆိုတော့စလုံးအနေနဲ့ဖော်ပြပေးလို့ရမလားဗျဒါတော့ကျွန်တော်ပြောပြခဲ့သလိုပါပဲဒီတစ်ပတ်လုံးကျွန်တော်တို့သူသေးကိုသေးပေါ့ဗျဆိုတော့ခင်ဗျားလည်းသိပါတယ်ကျွန်တော်ပွဲနိုင်မယ်ဆိုတော့ကျွန်တော်သိပါတယ်ကျွန်တော်ဒီပွဲကိုဒီလိုနီးလန်းနဲ့အဆုံးသတ်သွားဖို့တော့မလိုလားခဲ့ပါဘူးကျွန်တော်မလိုချင်ခဲ့ပါလုံးဝသိကြပါပါပဲသူလည်းပြန်တက်တာလာတဲ့ချက်ချင်းပဲဒီကပတ်ကိုပြန်ပြီးအနိုင်ယူခြင်းပါတယ်ခင်ဗျားတို့သိတယ်မြင်ပါဘူးလဲဆိုတော့ဒါကကျွန်တော်သူ့ကိုအရန်ကိုလေးစားလို့ပါသူကတမန်တစ်ချောက်တကယ်ကိုကြီးကျယ်ဆုံးတွေတဲကတယောက်ဖြစ်သလိုအဲ့လိုအရာတွေကြောင့်ပေါ့လေဆိုတော့ကျွန်တော်သူနဲ့ပြန်ပြီးတော့တွေ့ချင်ပါတယ်ခင်ဗျားသူ့အကြောင်းကိုစမ်းသပ်ဖို့အတွက်အချိန်နဲ့တိတ်လဲမရလိုက်ဘူးတော့ဒါပေမဲ့လည်းပဲအရန်ကိုမှဒီတိုက်ခတ်လို့စိတ်ပြင်းထန်နေတာကိုတော့တွေ့ရပါတယ်အစောပိုင်းမှာကောင်းမနဲ့အပြန်အလှန်ထိုးတက်မှုတွေအချို့ရှိခဲ့တယ်ဆိုတော့ခင်ဗျားသူ့ကိုအစောပိုင်းမှာဘလို့များrate လောက်ခဲ့လေဘလို့များဖတ်နိုင်ခဲ့တယ်ဆိုတော့ပွဲအကြောင်းကိုဘလို့မျောလင့်ထားတဲ့လက်တွေ့ဖြစ်ပျက်ခဲ့တာနဲ့ဘလို့များကွာခြားပါလဲဗျ
အဲ့ဒါကကျွန်တော်မျောလင့်ထားခဲ့တာတော့အရာလုံးပါပဲခင်ဗျားလည်းသိပါတယ်သူကတကယ်ကိုတိုက်ခတ်လို့စိတ်ပြင်းထန်တဲ့သူတယောက်ပါဆိုတော့ကျွန်တော်ပြောပြသလိုပဲအကြောင်းများချက်တစ်ခုကြောင့်ချန်ပီယံဖြစ်နေတာပါဆိုတော့အားလုံးလည်းသိပါတယ်ဆိုတော့ဒါဆိုရင်ခင်ဗျားရဲ့စိတ်ကူးကဘယ်လိုနေလဲငါတို့စောင့်ကြည့်ကြတာပေါ့ဆိုတာမျိုးလားဗျခင်ဗျားအခြားတစ်ယောက်နဲ့မှကစားခင်သူနဲ့အရင်ပြန်တွေ့ခြင်းသလားအဲ့ဒါကအရေးကြီးလားဆိုတော့ခင်ဗျားသူနဲ့ဒီအဆုံးမှာတွေ့ခြင်းနဲ့ဆိုတာကိုသိထားရင်းနဲ့ခင်ဗျားနောက်တစ်ယောက်ဘယ်သူနဲ့တွေ့မလဲဆိုတာကိုအရေးကြီးလားဗျကျွန်တော်တော့အရေးမကြီးဘူးလို့ပြောရမှာပါဒါပေမဲ့ကျွန်တော်ပြောလို့ပါပဲအဲ့ဒါနဲ့ထိုက်တန်တယ်လို့ကျွန်တော်ခံစားပါတယ်ခင်ဗျားပြောတာကျွန်တော်ပြောတာသဘောပေါက်မယ်လို့ထင်ပါတယ်ဒါကြောင့် UFC ကဘာပဲလိုချင်ဘာပဲဖြစ်ချင်ကျွန်တော်နောက်ဆင့်ကျွန်တော်တော့လုံးမှာပါပဲဒါပေမဲ့ကျွန်တော်တေးကြသူနဲ့တေးကြပေါ့ပြန်ပြီးတွေ့ချင်ပါတယ်ဗျဒီနေရာကိုရောက်လာဖို့အတွက်ခင်ဗျားထင်းတဲ့အချိန်ဟိုကမယုံနိုင်စရာပါပဲဆိုတော့ခင်ဗျားအနားယူဖို့အတွက်လိုအပ်နေပြီလားခင်ဗျားအနားယူဖို့လိုလားဒါမှမဟုတ်လို့ရှိရင်ဖေဖော်ဝါရီလမှာငါ့ကိုခေါ်လိုက်ငါ့ကိုစိန်ခေါ်လိုက်ဆိုတဲ့ပုံစံမျိုးလားဆိုတော့ကဒီအချိန်ကိုထင်းနိုင်မလားချန်ပီယံတယောက်အနေနဲ့ခင်ဗျားဘာအများအစီအစဉ်ရှိမလဲဗျတက်ကြွတဲ့ချန်ပီယံတယောက်ဖြစ်ချင်ပါတယ်ဆိုတော့တေးကြပါပဲဒါပေမဲ့ကျွန်တော်ဒီလတော့အနားယူပါမယ်ဗျတလအနားယူမယ်ကောင်းပါလေပြီးတော့ကျွန်တော်တို့နောက်ဆုံးမေးခွန်းတစ်ခုပါခင်ဗျားလည်းသိပါတယ်ဒီငါဒီကောင်ကိုချန်ပီယံအစ်စ်လို့မသတ်မှတ်နိုင်ဘူးဒီပွဲကတကယ်ကိုရှင်ပြိုင်ခဲ့ရတာမဟုတ်ဘူးလို့ပြောရမယ်တင်းရောက်ကိုခင်ဗျားဘာများပြောချင်ပါလဲဗျသူတို့လားဟုတ်ပါတယ်ခင်ဗျားကောင်းကောင်းလုပ်ရင်တော့သူတို့လည်းပြောမှာပါပဲခင်ဗျားစိုးစိုးရွားလုပ်ရင်လည်းသူတို့ပြောကြမှာပါပဲဒါကြောင့်မလို့ခင်ဗျားပျော်ရွှင်စေမယ့်အရာတစ်ခုပဲလုပ်ပါဆိုတော့ခင်ဗျားပြောတာကျွန်တော်ပြောတာသဘောပေါက်မယ်ထင်ပါတယ်ဒါကြောင့်မလို့သူတို့ဘာပဲတွေးလဲဆိုတာအရေးတော်မကြီးပါဘူးဗျဆိုတော့ဘာပြောကျွန်တော်နိုင်ခဲ့ပါတယ်ဒါရီကလည်းဒီမှာရှိနေခဲ့ပါတယ်ပြီးတော့သူပြောတာခင်ဗျားနဲ့ဆင်နောက်မှာတွေ့ခဲ့တယ်လို့ပြောပါတယ်ပြီးတော့ခင်ဗျားတို့တွေးဆုံခဲ့ကြပြီသူ့ရဲ့ဆေးထဲမှာဒီပွဲကစီစဉ်ပြီးသားလို့ခင်ဗျားပြောခဲ့တဲ့နဲ့တွေ့ဆိုတော့ခင်ဗျားတို့ဒီတွေးဆုံမှုအကြောင်းအသေးစိတ်လေးပြောပြပြီးလို့ရမလားဗျပြီးတော့သူ့ရဲ့အနေအထားသူ့ရဲ့ performance နဲ့ခင်ဗျားဘယ်လိုများမြင်ပါလဲဗျသူဒီညအကြည့်ကောင်းပါလေကျွန်တော်ပြောခဲ့တယ်လို့ပါပဲကျွန်တော်ချန်ပီယံကိုပေးချင်ပါတယ်ဆိုတော့ကအခုကျွန်တော်ကချန်ပီယံဖြစ်နေပါပြီဒါပေမဲ့ပန်ဒိုဂျာကိုတေချာပေါက်ဒုတိယအကြိမ်ပြန်ကစားခွင့်ပေးချင်ပါတယ်ကျွန်တော်ပြောပြခဲ့တယ်လို့ပါ UFC ကဘာပဲလိုချင်ပါကျွန်တော်ဘာပဲဖြစ်ဖြစ်အားလုံး ready ပါပဲသူတို့စီမှာကျွန်တော်ဖုန်းနံပါတ်ရှိပါတယ်ဗျမင်္ဂလာပါကြောခင်ဗျားကတကယ်ကိုမယုံနိုင်လောက်တက်ကြွနေရတဲ့နာမည်ကြီးပါတယ်အခုချန်ပီယံပွဲမို့လို့အပိုနှစ်ချီပေါင်းထည့်ရတော့မယ်ဆိုတော့ခင်ဗျားလှုပ်ရှားမှုခင်ဗျားရဲ့ activity ကိုဆက်ထိန်းထားနိုင်ဖို့လိုပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အဓိကပွဲ main ပွဲမှာမားကိုတွေးလိုက်ရတယ်လို့ပါပဲတော့တင်ထဲမှာပဲချန်ပီယံလူပွဲ၄ပွဲကစားရတာဒါအဆုံးသနာရောက်လာရင်ခင်ဗျားကိုဒုက္ခပေးနိုင်လို့ပဲလေဆိုတော့ချန်ပီယံတယောက်အနေနဲ့ဒီလောက်တက်ကြနေနိုင်မယ်လို့ခင်ဗျားအနေနဲ့ထင်ပါလားဗျကျွန်တော်ဘယ်တော့မှချန်ပီယံမဖြစ်ခဲ့ဘူးသေးပါဘူးဗျဒါကျွန်တော်လည်းမသိသေးဘူးဗျကျွန်တော်ပြောတာသဘောပေါက်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ကမ္ဘာချန်ပီယံဖြစ်ဘူးတာဒါပထမဆုံးအချိန်ပါဆိုတော့ကျွန်တော်ဘာဖြစ်လာမလဲဆိုတော့ကြည့်ရမှာပေါ့ဗျကျွန်တော်လည်းသိပါတယ်ဒီကမ္ဘာကိုကာကွယ်ဖို့ကျွန်တော်ရဲ့ပထမဆုံးတော့လေ့ကျင့်မှုပါပဲဆိုတော့ဘယ်လောက်ခက်မလဲဆိုတာဒီလိုအရာတွေကျွန်တော်လည်းကြည့်အောင်မယ်လေဆိုတော့ပြီးမှအဲ့ဒီကနေကျွန်တော်တို့ဆက်သွားကြတာပေါ့ဗျာကျွန်တော်နှစ်တိုင်းအနည်းဆုံး3ချိန်လောက်တော့ထိုးကျင်ပါတယ်ဆိုတော့ဖြစ်နိုင်ရင်တော့ကျွန်တော်4ချိန်5ချိန်လောက်အထိတော့ထိုးကျင်တာပေါ့ဗျာတွန်းအားပေးကြည့်တာပေါ့ဆိုတော့ come on let's go ပုံမှန်ပြင်အခြားနိုင်ငံကချန်ပီယံတယောက်သူ့ရဲ့ပထမဆုံးချန်ပီယံကပတ်ရောက်လာတဲ့အခါမှာသူတို့အိမ်ပြန်ကြလေးရှိပါတယ်ပြီးတော့လှည့်လေအောင်ပဲခံလေးရှိပါတယ်ဆိုတော့သူတို့၄စိမှာသူတို့နိုင်ငံကလူတွေလာပြီးတော့ကြိုကြတဲ့ဗီဒီယိုတွေလည်းရှိကြပါတယ်ဒါကြောင့်မလို့ခင်ဗျားအဲ့ဒါကိုစဉ်းစားပြီးပြီလားကပတ်တွေနဲ့အတူမြန်မာနိုင်ငံကိုပြန်သွားဖို့အတွက်၄စိကမြင်ကွင်းတွေလှည့်လေအောင်ပဲခံတာတွေသူရဲ့ကောင်တစ်ယောက်လိုကြိုးဆိုခံရတာတွေအရာအလုံးပေါ့လေဒါနဲ့ပတ်သက်ပြီကျွန်တော်နိုင်ငံကိုကျွန်တော်ပြန်ကျင်တာပေါ့ဗျာဖြစ်နိုင်ရင်ပေါ့လေဒါပေမဲ့ခေါင်းသိတဲ့မျိုးလောဆိုတော့အစိုးရကဒီကိစ္စနဲ့ပတ်သက်ပြီးဖြစ်ပျက်နေရတွေအဲ့ဒီမှာအရာတွေရှိနေရတွေအားလုံးကအရောက်ကိုခက်ခဲနေကြတယ်ဆိုတော့ကျွန်တော်အိမ်ပြန်နိုင်မှုတော့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျားသိပါတယ်ကျွန်တော်ဒီနှစ်တော့ကျွန်တော်လည်းအိမ်ပြန်ကျင်ပါတယ်မင်းလာမှာကြောဒါပထမဆုံးအနေနဲ့ဒါ Fury FC ရဲ့ချန်ပီယံဖြစ်လာတာဘယ်လိုများခံစားရပါလဲဗျလုံးဝယူသွစရာပါဆိုတော့ကျွန်တော် Fury နဲ့အတူလုံးဝပျော်တန်းကနေလုံးဝ pro ထိကျွန်တော်စတင်ခဲ့တာလေအခုတော့ UFC ချန်ပီယံတယောက်ဖြစ်လာပါပြီကျွန်တော်ပြောတာသဘောပေါက်မှာပါဒါကြောင့်မလို့ကျွန်တော်အသိမကိုကျွန်တော်ကျေးဇူးတင်စကားကျွန်တော်ပြောချင်ပါတယ်သူတို့အားလုံးကျွန်တော်ကိုဒီ camp ခု6လုံးမှာကူညီပေးခဲ့ကြပါတယ်ကျွန်တော်ပြောတာကိုသဘောပေါက်ကြမှာပါဆိုတော့အားလုံးကိုကျွန်တော်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ကိုကူညီပေးခဲ့ကြပါတယ်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဗျဘန်နိုဂျာရဲ့မိသားစုကိုတခုဘာများပြောချင်တာများရှိလဲဗျကောင်းပါပြီဘန်နိုဂျာကချန်ပီယံကောင်းတစ်ယောက်ပါဆိုတော့hey man ခင်ဗျားအမြန်ဆုံးသက်သာပါစေအမြန်ဆုံးပြန်ကောင်းပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့များသိပါတယ်ဖြစ်နိုင်ရင်ဆိုကျွန်တော်တို့အဲ့ဒါကိုပြန်ပြီးတော့ရှင်းပြကြတာပေါ့ဗျအမေကိုတခုခုပြောပြခြင်းသေးလားဗျကျွန်တော်အမေကိုကျွန်တော်အရန်ချစ်ပါတယ်အမေကိုကျွန်တော်အရန်ချစ်ပါတယ်ဗျတကယ်လို့ဒါနာဝိုက်ဒါမှမဟုတ် UFC ကခင်ဗျားစကားနားထောင်မယ်ဆိုရင်ခင်ဗျားလည်းသိပါတယ်ဆိုတော့ခင်ဗျားနောက်ပွဲကိုဘယ်မှာဖြစ်စေချင်လဲမြန်မာနိုင်ငံနဲ့နီးတဲ့တနေရာမှာဒါမှမဟုတ်လို့ရှိရင်ဘယ်နေရာမှာ
ဖြစ်စေခြင်းလေဗျနေ့ရက်ရဲ့အဆုံးမှာတော့ကျွန်တော်ကတိုက်ခိုက်သမား fighter တယောက်ပဲလေဆိုတော့ UFC ကဘာပဲဖြစ်ရှင်ဘာပဲလိုချင်ပေါ့လေကျွန်တော်တော့နောက်ဆင့်လုံးမှာပေါ့လေခင်ဗျားတို့ဒီ2ယောက်ကပေါ့နော်ခင်ဗျားတို့ဒီရဲ့အတိုင်းများဒီလောက်အချိန်ကိုအတွင်းမှာဘယ်လောက်တောင်တိုးတက်ပြောင်းလဲခဲ့လဲဆိုတာကိုထည့်တွက်ကြည့်မယ်ဆိုရင်မနေ့ကခင်ဗျားလုံးဆောင်ခဲ့တဲ့ပုံစံနဲ့ရှင်းမယ်ဆိုရင်ဒီချိန်ပွဲကိုချိတ်ကပ်ပုံကဘယ်လောက်ထိကွဲပြားခြားနားလဲဗျမနေ့ကလည်းကျွန်တော်သူ့ကိုတီးမှာပါပဲတူတူပါပဲဒီလိုပါပဲအချိန်နဲ့ကျွန်တော်အဲ့လိုပဲခံစားတဲ့ပုံစံပါပဲမင်္ဂလာပါကျွန်တော်နိုင်ပွဲအတွက်ဂုဏ်ယူပါတယ်လွန်ခဲ့တဲ့16လအတွက်လည်းဂုဏ်ယူပါတယ်ခင်ဗျားလည်းသိပါတယ်လွန်ခဲ့တဲ့16လတော့ကခင်ဗျားချာလင်ဂျွန်ဆင်ကိုအလဲထိုးနဲ့ရှုံးနေကူးပါတယ်ဆိုတော့ခင်ဗျားသိတာထင်ရှားဆောင်နေပဲအရန်ကိုကောင်းပြန်လာရုံထနိုင်ခဲ့ပါတယ်ဆိုတော့ခင်ဗျားတနေ့နေ့မှာပြန်လို့ခြင်းနဲ့ပွဲစဉ်တစ်ပွဲမျိုးလားဗျဟုတ်ပါတယ်သူလည်းရသွားပြီလေခင်ဗျားလည်းသိပါတယ်ဟုတ်ပါတယ်ဒီကနေ့လွန်ခဲ့တဲ့နိုင်ပွဲ2ပွဲတုန်းကခင်ဗျားအမေကိုအိမ်တလုံးဝယ်ပေးခဲ့တော့ကပတ်အပြင်သူ့ကိုဘာပြီးတော့ဘာထပ်ပေးအောင်မလဲဗျဒါတော့ကျွန်တော်မသိသေးဘူးဗျသင်စရာတခုတော့ကျွန်တော်လုံးမှာပေါ့လေကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နဲ့ဖျားကျမ်းပါချမ်းသာကြပါလိမ့်ခင်ဗျာ